ဒီနေ့ကျွန်တော်လုပ်ပြမယ့်အကြောင်းအရာလေးကတော့ဖုန်းမှာအသက်18နှစ်နဲ့အထက်ကြီးရတဲ့ဖုန်းတိုင်းဇာတ်ကားတွေကြည့်လို့မရအောင်ပိတ်တဲ့နည်းလေးလုပ်ပြသွားမှာဖြစ်ပါတယ်။ကိုယ့်အိမ်မှာဖုန်းကလေးတွေရောလူကြီးရောအတူတူသုံးတယ်ဒါမှမဟုတ်ကလေးတွေဖုန်းသုံးထားတယ်ဆိုရင်အဲ့ဒါလေးလုပ်ပြလိုက်ပါ။ကလေးတွေဖုန်းတိုင်းကားတွေကြည့်ပြီးတော့မြပျက်စီးရလေအောင်ဖုန်းတိုင်းကားကြည့်လို့မရအောင်ဒီလိုနည်းနဲ့အလွယ်တကူပိတ်လို့ရပါတယ်။ပထမဆုံးဖုန်းရဲ့Chrome ထဲကိုအရင်ဆုံးဝင်ပြပါ Chrome ထဲရောက်ပြီဆိုတာနဲ့ဒီအပေါ်တော့နားလေးမှာရှိတယ်ညာတော့နားလေးမှာရှိတယ်အဆက်30နေရာလေးကိုတစ်ချက်ကလေးနှိပ်ပြပါပြီးလို့ရှိရင် setting ကိုရှာပါမယ်အဲ့ထဲမှာ setting ထက်ကိုဝင်ရမှာဖြစ်တယ်ဟုတ်ပြီအောက်မှာရှိတဲ့ setting ထက်ကိုဝင်ရမှာဖြစ်တယ်setting ထက်ရောက်ပြီဆိုလို့ရှိရင် privacy and security ကိုရှာရမှာဖြစ်တယ် privacy and security ထက်ကိုဝင်ပြီးတော့အဲ့ဒီထက်ကနေပိတ်ရမှာဖြစ်တယ်အဲ့ဒီထက်ကနေ use secure DNS ဆိုတဲ့နေရာလေးကိုဝင်ရမှာဖြစ်တယ်use secure DNS ထက်ကိုဝင်ရပါမယ်ပြီးလို့ရှိရင်အဲ့ဒီနေရာမှာပိတ်ထားတာလေးကိုဖွင့်ရမှာဖြစ်တယ်အမက်ဆက်လေးနဲ့အဲ့လိုပိတ်ထားတဲ့ဟာလေးကိုအပြာရောင်လေးပေါ့အညာဘက်ကိုရွှေ့ပြီးတော့ဖွင့်ပေးရမှာဖြစ်တယ်ဟုတ်ပြီအဲ့လိုလေးနဲ့ဖွင့်ပေးရမှာဖြစ်တယ်ဟုတ်ပြီအဲ့လိုဖွင့်လာပြီဆိုရင်တော့အောက်မှာရှိတဲ့ choose another provider ဆိုတဲ့နေရာလေးမှာအဝိုင်းနေရာလေးကိုတစ်ချက်လောက်နှိပ်ပေးပါအပြာလေးပေါ်လာအောင်အဲ့ဒီအဝိုင်းထဲကိုတစ်ချက်ကလေးနှိပ်ပေးရမှာဖြစ်တယ်ဟုတ်ပြီအဲ့လိုပေါ်လာပြီဆိုရင် custom ရဲ့အဲ့ဒီတောင်းသားလေးမှာရှိတဲ့အချွန်လေးကိုတစ်ချက်လောက်နှိပ်ပေးပါဟုတ်ပြီအဲ့မှာ custom ရှိတယ်ဒီ1 2 3 1 2 3 4နံပါတ်5နေရာမှာ clean browsing ကွက်ဆောက်ကပိတ်နေတဲ့ family filter ဆိုတဲ့နေရာလေးမိသားစုအတူတူကြည့်တဲ့သုံးတဲ့ browser လေးဖြစ်တယ်ဆိုတဲ့နေရာလေးကိုနှိပ်ပြရမှာဖြစ်တယ်ကဲအဲ့လိုပေါ်လာပြီဆိုတော့ရပါပြီ clean browsing family မှာထားရမှာဖြစ်ပါတယ်ဟုတ်ပြီပြီးလို့ရှိရင်တော့ဒီလိုလေးနဲ့ဖြစ်လာမှာဖြစ်ပါတယ် use secure DNS မှာခုနက off ထားတဲ့ဟာမှာခုတော့ on ဖြစ်ပြီးတော့ clean browsing family filter ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့လိုပေါ်လာပြီဆိုတော့ရပါပြီကျွန်တော်တို့ဒီ browser ထဲကနေ internet browser ထဲကနေဒီအသက်18နှစ်အထက်ကြီးရတဲ့အဲ့ဒါ founder ကနေခလေးတွေကအဲ့ဒါတိတ်လေးကြည့်လို့မရအောင်ပိတ်သွားပြီဖြစ်ပါတယ်